အားလုံးမင်္ဂလာပါကျွန်တော်ကိုတက်ပါညနေကိုကျွန်တော်အကြိုက်ဆုံးတစ်ခွက်ချပေးမယ်အကြိုက်ဆုံးတစ်ခွက်ပိတ်နေဆိုတော့ကျွန်တော်အားလုံးကိုလိုက်ထိုးစီခြင်းနဲ့စိုက်ကတော့လှတယ်ဒါပေမဲ့ချပေးတာမချပေးတော့ကျွန်တော်လည်းမသိဘူးဒါမျိုးမှမချပေးဘူးဆိုဘယ်လိုမျိုးချပေးမလို့ကျွန်တော်လည်းမသိတော့ဘူးစိုက်ကတော့အကုန်ညှိနေတာဖြစ်တယ်နော်အဲ့တော့ကြတော့ကျွန်တော်ကဒီမှာဒီကောင်ကိုတစ်ချက်ယူမယ်ကောင်တစ်ချက်ယူမယ်တစ်ဆိုင်ရှင်းပြမှာဖြစ်တဲ့အတွက်ပြီးအောင်ကြည့်ပါကျွန်တော်ပြီးအောင်ကြည့်ပါဖြတ်ပြီးတော့ပြန်ပြမှာပါကျွန်တော်ခဏတင်လို့လည်းမရဘူးကောက်ကလည်းဘန်းလို့ပါနော်တော်တော်လှလို့ကိုချပြတာပါဒီမှာ၄ပြန်နော်၄ဆိုတော့ဒီမှာ၄ဘရိတ်နော်ကျွန်တော်၄ဘရိတ်ဝင်သွားပြီနော်၄ဘရိတ်ဝင်သွားပြီဒီမှာ၄ဘရိတ်နော်ဒီမှာ၄ဘရိတ်အဲ့တော့ကျွန်တော်တို့လုံးမိုင်ဖမ်းမယ်နော်လုံးမိုင်ဖမ်းမယ်လုံးမိုင်ဖမ်းမယ်ဆိုတော့ကျွန်တော်ဒီမှာ၄ဆိုတော့ကျွန်တော်တို့ဒီမှာက1ဆိုတော့3လုံးပေါင်း5ဆိုတော့ဟိုက4နဲ့ဆိုတော့5ဖြစ်ဖို့အတွက်1ဝင်မှာရနော်1မှာရမယ်ဆိုတော့ကျွန်တော်တို့1ထိပ်နဲ့4 break ဆိုတော့1 3နော်1 3ဆိုတော့ကျွန်တော်ပြီးပြီဒါ1 3စိုက်ပြီးခဲ့ပြီအခုဒီမှာပြန်လာမယ်နော်ပြန်ရှာမယ်စောနာလိုပဲရှာမယ်နော်လုံးပိုင်ရင်ရှာလိုက်ဒီကောင်ကကျွန်တော်ဆောနာအပေါ်ကလို5 break ဖြစ်အောင်လုပ်ရမှာ5 break ဆိုတော့ကျွန်တော်ဒီမှာက17ရပါဒီမှာ4ထိပ်ဝင်မှရမှာနော်4ထိပ်ဝင်မှရမှာဆိုတော့ဒီမှာ4ထိပ်ဆိုတော့ကျွန်တော်ဆောနာကဖမ်းခဲ့သလို break ကဒီမှာနော် break ကဒီမှာကျွန်တော်တို့6 break ဆိုတော့4ထိပ်နဲ့ဆိုတော့4နှစ်အပြတ်နော်4နှစ်ဒီမှာ4နှစ်အပြတ်ဖြစ်သွားပြီနော်4နှစ်ပြီးပြီနော်ဒါ4နှစ်နဲ့ပြီးတာ4နှစ်နဲ့ပြီးတာဒီမှာ4နှစ်နဲ့ပြီးတာဆိုတော့ကျွန်တော်တို့ဒီအောက်က site ကိုတစ်ချက်ပြန်ကြည့်မယ်အောက်က site ကိုတစ်ချက်ပြန်ကြည့်မယ်ကျွန်တော်တို့ဒီလုံးပိုင်မယ်အရင်ကြည့်လိုက်မယ်နော်လုံးပိုင်ဆိုတော့ဒီမှာ8ဆိုတော့ကျွန်တော်တို့ဒီအပေါ်ကဖမ်းခဲ့သလို384ဆိုတော့5 break ဥပမာ861ဆိုတော့5 break ပဲနော်ဒီမှာလည်း5 break ဖမ်းဖို့တော့ကိုလုံးပိုင်ရဖို့တော့ကို5 break ယူမှာရ5 break ဆိုတော့ကျွန်တော်ဒီမှာကခွန်ထိပ်ဖြစ်ရမယ်နော်ကျွန်တော်တို့ခွန်ထိပ်ဖြစ်ရမယ်ကျွန်တော်ဒီမှာခွန်ထိပ်ဖြစ်ရမယ်ခွန်ထိပ်ဖြစ်မယ်ဆိုတော့ကျွန်တော်ဒီဘက်မှာကဗရိတ်ကြည့်လိုက်တော့နော်ဗရိတ်ကဒီမှာကျွန်တော်တို့ဗရိတ်ကဒီမှာဆိုတော့ကျွန်တော်5ဗရိတ်3ဗရိတ်နော် sorry 3ဗရိတ်ပါ3ဗရိတ်ဆိုတော့ဆွမ်းနာခွန်ထိပ်နဲ့3ဗရိတ်ဆိုတော့ကျွန်တော်တို့ခွန်6တော့ခွဲရနော်ခွန်6တော့ခွဲရမယ်ခွန်6တော့ခွဲရတယ်ခွန်6တာဘိုင်းနော်ခွန်6ညနေခွန်6တော့ခွက်ပါခွန်6တော့ခွက်ကိုမှကျွန်တော်တို့ဒီထိပ်ကတော့ခွန်ထိပ်နဲ့ပေါ့နော်ခွန်6ဟုတ်ပြီအဲ့ဆိုကျွန်တော်နောက်တစ်ပင်လောက်ဆက်ကြည့်မယ်နောက်တစ်ပင်လောက်ဆက်ကြည့်မယ်ဆိုတော့ကျွန်တော်ဒါလေးတွေအရင်ဖြတ်လိုက်ပြီနော်ဒီ site ပဲခွန်6 site ပဲကျွန်တော်ပြန်ကြည့်မယ်ဒါဆိုတော့ကျွန်တော်တို့ဒီမှာကနောက်တစ်ခုထပ်ပြမယ်ဒါတွေကျွန်တော်အကုန်ဖြတ်မယ်ဒီ site ထဲပဲအကုန်ပြမှာဒီ site ထဲကနေပဲကျွန်တော်အကုန်ပြမယ်နော်ပြတော့ဟုတ်တယ်ဒီမှာက2ထိပ်နေဆိုတော့ sorry ပြကျွန်တော်ပြန်ပြမယ်ဒီကောင်ပြန်ပြမယ်ဆိုတော့ပြီးအောင်လေးကြည့်ပြီနော်ပြီးအောင်လေးကြည့်ပြီကျွန်တော်တို့ဒီမှာကပြီးအောင်ကြည့်မှနားလဲမယ်ဆိုင်မလို့နော်အကုန်လုံးကိုရစေချင်လို့ကျွန်တော်တင်ပေးတာကြက်ရင်တော့ထိုးပြမကြက်ရင်တော့မထိုးနဲ့ပဲနော်ဒီမှာကျွန်တော်အဲ့မှာပြပြီးသွားပြီဒီကောင်တွေက5 break ဆို4 break ဆိုတော့နော်ကျွန်တော်တစ်ထိပ်နဲ့4 break ဒီမှာလည်း4 break ကျွန်တော်တို့ဖြတ်ပြီးသွားပြီဒီမှာ4 break ဖြတ်ပြီးသွားပြီအဲ့ဒါထက်ပိုကောင်းတာကကျွန်တော်ဒီမှာအဲ့ထက်ပိုကောင်းတာကတစ်ဆိုင်ကြံအဲ့ထက်ပိုကောင်းတာကကျွန်တော်ပြမယ်ပူဘယ်လောက်ထိပြန်ညှိလဲဆိုတော့ပြမယ်နော်တော့ဒီကောင်ကိုကြတော့အဲဆို4 break ကိုတော့ကျွန်တော်ဖြတ်လိုက်ပြီနော်ဖြတ်လိုက်တော့မယ်ဟုတ်ပြီ4 break ကိုကျွန်တော်ဖြတ်မယ်ဖြတ်ပြီးသွားရင်ကျွန်တော်ဒီမှာကဆွမ်းနက်ကအဝါနဲ့ပြန်သွားလိုက်ပြီနော်အဝါနဲ့ပြန်သွားမယ်ဒီမှာကျွန်တော်2နော်2ဆိုတော့ကျွန်တော်ဒီမှာက3ဆိုတော့ကျွန်တော်3အပိတ်ရနော်3အပိတ်ရတယ်3အပိတ်ရတော့ကျွန်တော်ဒီမှာက3အပိတ်နဲ့နော်3ပိတ်နဲ့ဟိုမှာ4 break နော်ပြန်ရတာဆွမ်းနက်1ထိပ်3ပိတ်4 break ဆွမ်းနက်4 break ကိုလည်းကျွန်တော်ဒီမှာ4 break ပဲပြန်ရဟုတ်ပြီတော့ဒီမှာလည်းသွားကြည့်မယ်တစ်စင်နော်ဒီကောင်လေး break တွေဖြတ်လိုက်တော့မယ်နော်ဒီမှာ6 break နော်6 break ကိုဒီမှာ4ထိပ်နဲ့ဆို4နှစ်ပဲနောက်က2ပဲဝင်စရာရှိတယ်အဲ့တော့ကျွန်တော်တို့ဒီကောင်ကိုဟိုဟာလေးတစ်ချက်ပြန်ပြောင်းနောက်ပြီးတော့ကျွန်တော်ဒီမှာ3နော်3ဆိုတော့ကျွန်တော်ဒီမှာကပြန်ပြီးတော့ဆွမ်းနာလွယ်ညှိကြည့်မယ်ညှိကြော်ဒီမှာ2အပိုက်နော်3 9တော့ပေါင်းတော့2ဆိုအောက်က2ဆွမ်းနာဒီမှာ3ပေါင်းခဲ့တဲ့6 break ကဒီမှာ4နှစ်ဒီကောင်က3 8 4ဆို5 break ဖြစ်သွား4ထိပ်ဝင်မှရမယ်နော်အဲ့ဒါကြတော့ဒီမှာ
4ထိပ်ရယ်ဒီမှာ2အပိတ်ရယ်ဆိုတော့ကျွန်တော်4နှစ်ပဲစောနာဒီဘရိတ်က336ဘရိတ်လိုပဲ4နှစ်6ဘရိတ်ပဲကွက်တီပဲเนาะအခုဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီမှာကခွန်တစ်လုံးဆိုတော့ကျွန်တော်ဒီမှာက4เนาะ4ဆိုတော့ကျွန်တော်ဒီမှာက600เนาะ600တော့ကျွန်တော်တို့စောနာက3ဘရိတ်ဖန်ထားတာဒီမှာ2 6မှာခွန်လာမှာเนาะ5ဘရိတ်ဒီကောင်အစင်းက5ဘရိတ်ဆိုတော့2 6ခွန်ဆိုတော့5ဘရိတ်ရသွားပြီ5ဘရိတ်ကိုမှကျွန်တော်တို့ခွန်ထိတ်နေဆိုတော့ဒီမှာနှလုံးပေါင်းကြည့်ရင်6ဝင်ပါခွန်6နော်ညနေခွန်6တော့ကွကြိုက်ဆုံးမပြကျွန်တော်ဩစီကျင်နဲ့ထိုးစီကျင်နဲ့လိုက်ပြီးတော့ထိုးစီကျင်နဲ့ခွန်6ကိုဒီမှာကခွန်6ရတာကိုမှသူခွန်ထိတ်နေကိုမှသူ6ပြိဝင်ဖို့လေ3ပြိဝင်ဖို့လေသူခွန်6ဖြစ်မှလည်းရမယ်ပြီးတော့ဒီနောင်နှလုံးပေါင်းခြင်းဒီနောင်နှလုံးပေါင်းခြင်းကလည်းကျွန်တော်တို့6ဖြစ်နေတဲ့တော့ကိုကျွန်တော်ဒီအပိတ်က6ဝင်ရမယ်နော်6အပိတ်လာရမယ်အဲ့ဒါကြတော့ပြီးသွားပြီခွန်6ပဲနော်အဲ့ခွန်6 site ကိုမှကျွန်တော်နောက်တစ်ပင်ထပ်ပြမယ်ဆိုတော့ကျွန်တော်တို့ကဘယ်ကောင်ဖြတ်လိုက်မယ်ကွာရှင်းသွားအောင်နော်ကျွန်တော်တို့ဒီကောင်ဖြတ်လိုက်မယ်ဒီကောင်ဖြတ်လိုက်တော့မယ်နော်ဖြတ်လိုက်တော့မယ်ဆိုတော့ကျွန်တော်ဒီမှာကဘယ်လိုလာမလဲဆိုတော့ဒီကောင်နဲ့ဖြတ်မယ်နော်ဒီမှာကြည့်လိုက်ကျွန်တော်တို့ဒါကိုကျွန်တော်အနီနဲ့ပြန်လုံးမယ်နော်ဒါဘာလို့ဆိုအနီနဲ့ဆိုကျွန်တော်ဗရိတ်ပြန်ဝင်ခြင်းလို့ဗရိတ်ပြန်ဝင်ခြင်းဆိုအနီနဲ့ပြန်ဖမ်းမယ်ဖမ်းတော့ကျွန်တော်ဒီမှာ4နော်4ဆိုတော့ကျွန်တော်ဒီမှာက1 5ဗရိတ်နော်5ဗရိတ်ဖြတ်မယ်နောက်3လုံးပေါင်းခြင်း5ဗရိတ်ဖြစ်နေရမှာကျွန်တော်ဒီမှာကဒါတွေဖြတ်မယ်ဒါတွေဖြတ်မယ်ဖြတ်မယ်ဆိုတော့ဒီကောင်လည်းဖြတ်မှရမယ်နော်ကောင်လည်းဖြတ်မှရမယ်ဒီကောင်ကလာချိန်မယ်နော်ဒီမှာက1နော်1ဆိုတော့ကျွန်တော်ဒီမှာက5ဗရိတ်ဖြစ်ဖို့ကျွန်တော်4ဝင်ရမှာနော်ဟုတ်ပြီ5ဗရိတ်နော်5ဗရိတ်ဟုတ်ပြီဆက်ညှိတယ်နော်ကျွန်တော်ဒီမှာဆက်သွားကြည့်မယ်ဆိုတော့ဒီကောင်ကိုနေပြောင်းနော်ဒီမှာ5ဗရိတ်ဖြစ်နေအောင်5ဗရိတ်ဖြစ်နေဖို့ကဒီမှာ3ဗရိတ်ဝင်မှပဲရမယ်ပုံမှန်2တလုံးရှိနေတော့3ဗရိတ်ဝင်မှရမယ်အဲ့တော့ကျတော့ခွန်6ကမိန်3ဗရိတ်ကအရင်နော်ခွန်6မိန်3ဗရိတ်အရင်ခွန်6မိန်3ဗရိတ်ကကျန်တဲ့ဗရိတ်တွေအကုန်ပြန်ရန်ထားလိုက်နော်ခွန်6ရယ်30ရယ်49ရယ်အဲ့ဒါတော့ကိုကကြည့်ပြီးတော့ထိုးလိုက်တော့ခွန်6ကတော့တဲ့ပဲနော်3ဗရိတ်အပိုင်ညနေ3ဗရိတ်အပိုင်လို့ကြိုက်တယ်ကျွန်တော်အပိုင်ပဲကျွန်တော်ကြိုက်တယ်ဗျာအဲ့ဒါကိုကျွန်တော်ပြင်းမယ်ဒါတော့လည်းလိုက်ထိုးကြည့်အဆင်ပြေမယ်ထင်လိုက်ထိုးကြည့်ကြရင်လိုက်ထိုးကြည့်နော်အရန်ကောင်းလို့လာချပေးတာအပိတ်နေလည်းဖြစ်တယ်အားလုံးလည်းရှုံးနေလို့များမယ်လို့ထင်လို့ကျွန်တော်လာချပေးတာပါဟုတ်ကဲ့ပါ Good luck အောင်ပါဒီဗျာ